အဲ့ဒါပဲဆရာဩဒုက္ခပါပဲကွာဒီကလေးမနှစ်ယောက်ကအဲ့လောက်တောင်မှဆိုးနေပြီလားတော်တော်ဆိုးနေတာဒါဆိုတော့ဒီနေ့လွတ်ထားလို့တော့မဖြစ်ဘူးဟုတ်ကဲ့ဒါမဲ့လို့သူတို့လည်းငါအသိမပေးချင်ဘူးကွာ这嘛哩，这边有不太要把给掉手机里的，我那个。我今年里我哩几零。别看了，嘿嘿，哎。အေးတားလေးတို့လားဟုတ်တယ်ဒီမှာမအရေးကြီးတဲ့စကားမင်းပြောစားရှိလို့နော်တိုင်နဲ့တိုင်မင်းကြီးလို့မင်းခုချက်ချင်းအိမ်လာကြစမ်းကွာဟုတ်တယ်အေးပြီးနော်ဟုတ်ပြီအေးဒါပဲနော်ဆရာဟိုတပည့်ရပါပြီဆရာဟေးထိုင်ကွာဟိုဆရာတပည့်ကိုခေါ်တာလေအဲ့ဒါဘာခိုင်းဆရာရှိလို့လဲခိုင်းစရာတော့မရှိပါဘူးကွာဟိုငကောင်ကိစ္စကိုငါပြောချင်လို့ပါအော်ဟိုငမွေတို့နှစ်ခေါက်ဟိုဆရာသမီးเนี่ยဒီသမီးနှစ်ယောက်အတွက်လည်းတော့ငါတော်ရင်မောရတယ်တော်ရင်မောရတယ်ကွာဗျာငါရင်မောတာပဲဆရာရင်မောလို့ဆရာမောလို့လားဆရာအိုးဆရာမောတယ်နဲ့တပည့်ကိုပြောခါလေးစားတပည့်လုပ်ပေးမယ်ဆရာမောလို့ဆရာတပည့်ညက်ပေးမယ်ရှင်နေကြလေအမောပြီဒီကျဘာလဲထက်တာလက်ဖက်ချောက်ကိုဟုတ်ရလားအော်လက်ဖက်ချောက်ပါဆရာကြီးမဟုတ်ဘူးဟဲ့ကောင်ကတက်သားနန့်လို့ဟာမျိုးရတယ်ကျွန်းနန့်လို့ပြင်းကလေးနန့်လို့ရတယ်ပြဘာလို့မဟုတ်ကွာလှုပ်ထားတယ်ငါပြောတာအော်ဆရာအဲ့ဒါလက်ဖက်ချောက်စစ်ဒါပေမဲ့လေဆရာကိုတောက်စီခြင်းလို့ရှမ်းပြည်ကနေလက်ဖက်ချောက်အစ်စ်ကိုမှားပြီးတော့ဆရာအတွက်လာပေးတာဒါပေမဲ့ဟိုတပည့်ကဟိုဆိုင်အတွက်ဟိုဆရာဆိုင်အတွက်ဒေါနာကျော်ဆိုင်အတွက်အဲ့ဒါမအားတာနဲ့အဲ့ဒီလက်ဖက်ချောက်ကိုဆိုင်မှာထားတဲ့ပါကင်းအိတ်ဘီနာကိုထားလိုက်မိတာအဲ့ဒါကြောင့်အဲ့ဒီအနံထွက်နေတာပါဆရာဟိုဒါပေမဲ့နော်တပည့်ကလေဆရာကိုဂျင်းနွေးချတောက်လိုက်တာနဲ့အဲ့ဒီအနံလေးနဲ့ဆရာခေါင်းထဲမှာဒေါနာကျော်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်အောင်လုပ်ပေးတာစေတလားလေမင်းရဲ့ idea နဲ့မင်းရဲ့ငါဆိုင်ပေါ်မှာထားတဲ့စိတ်ကိုတော့ငါသိချီးကျူးတာပဲကွာဆရာတပည့်လေဆရာအေးဒါကြောင့်ဒီအနံလေးရတာဟုတ်လားအေးကွာအဲ့ဒါကြောင့်မလို့တခါတလေမှာစဉ်းစားမိတာပေါ့ကွာအားရစဉ်းစားကိုသားသမီးရင်းထက်တခြားဘေးကဘာမှအမျိုးတော်တဲ့ဒဇင်းကပို့ပြီးတော့ကောင်းတယ်ဆိုတာရှင်းလူကြီးတွေပြောတင်းမှန်တာပဲကွာနော်ဆရာတပည့်အေးကွာတော့ဆရာအခုဒီမှာဒီနေ့ချင်းလေးတော့ရင်းနဲ့စိတ်ထဲမှာအချမ်းလေးတစ်ခုရသွားလို့ဆရာရဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့တော့ဒီသမီးတစ်ယောက်ကိုဘလို့မှဝါခွဲအပ်ပြီးတော့သူတို့နဲ့ထားဖို့ဆိုတာဘယ်လိုနီးနဲ့မှမဖြစ်နိုင်တော့ဘူးဒါအမှန်ပဲဆရာအဲ့တော့ဆရာစဉ်းစားကြည့်တယ်စဉ်းစားရင်းနဲ့တခါတည်းပဲဆုံးဖြတ်လိုက်တာပေါ့ကွာမင်းကလည်းဘာပဲပြောလို့ရည်ကန်ရည်လေးကလည်းအတန်အသင့်ရှိတယ်ဆိုင်ပေါ်မှာလည်းစေနာထားတယ်ဆိုတော့ဒီဆရာရဲ့ဒေါနာကျော်လုပ်ငန်းတွေအကုန်လုံးကိုမင်းလက်ထဲအပ်ဖို့ငါဆုံးဖြတ်လိုက်ပြီကွာဆရာဘုံမောင်နေမှာမင်းဘာဖြစ်သွားလဲဟမ်ဟိုဆိုင်လွှဲမယ်ဆိုတော့ပျော်သွားတာဆရာဆိုင်တော့တောင်းဝန်ကျင်စီစိတ်ကြီးများပါဟုတ်ပါပြီတခုတော့ရှိတာပေါ့ကွာမင်းကငါနဲ့လည်းသွေးမတော်သားမဆက်ဆိုတော့ဒဇိန်းတယောက်အပေါ်မှာချက်ချင်းတော့ငါဒီလိုတော့တမ်းပြီးယုံပြစ်လို့တော့ဘယ်ဖြစ်ပါမလဲဟုတ်တယ်မလားအဲ့တော့ဘာပဲပြောမင်းကငါစမ်းသပ်ချက်တစ်ခုတော့လုပ်ရမယ်နော်အဲ့တော့ငါရဲ့ဒေါနာကျော်trading မှာရှိတဲ့ဘူတိုင်းတွေကိုပေါ့နော်တလအတွင်းမှာမင်းအဲ့ဒါကိုအကုန်လုံးရောင်းထွက်အောင်မင်းလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့မင်းကငါတခါတည်းယုံကြည်ပြီးတော့အဲ့လိုက်တော့တခုတော့ရှိတယ်အဲ့ရောင်းတဲ့နေရာမှာလဲမင်းမသမားနဲ့နီးလန်းနေလုပ်လို့မရဘူးနော်တမာအာဇီဝဆိုတဲ့အတိုင်းပဲမင်းတမာကြနဲ့မှန်ကန်မင်းလုပ်ရမယ်ဘယ်နဲ့တော့အော်ရပါတယ်ဆရာတပည့်ရိုးသားမှုဆရာမသိတာလည်းမဟုတ်ဘူးဟုတ်ပါပြီတလအတွင်းဆရာရဲ့ဘိုးတိုင်းနဲ့အကုန်လုံးကိုရောင်းထောက်တပည့်ရောင်းပေးမယ်ဟုတ်ပြီစောင့်ကြည့်မယ်ကွာစောင့်ကြည့်လိုက်ဟယ်လိုဟုတ်ကဲ့ပို့ပေးလိုက်ပါမယ်နော်ကိုနော်ဟုတ်ကဲ့ကျွန်တော်ဖုန်းနံပါတ်လေးနဲ့လိပ်စာလေးနဲ့တစ်ချက်ပြောပြပါအောင်ကိုဟုတ်ကဲ့ဟုတ်ကဲ့ပါကိုရမယ်နော်ကိုနော်ကျေးဇူးပါနော်ကိုနောက်လဲလာအားပေးပါအောင်ဟုတ်ကဲ့ဟယ်လိုဘိုးတိုင်းနဲ့
ဘိုးတိုင်းနဲ့အော်ကရှိအောင်မယ်ဗျဗျာဖုန်းကြီးเจ้าလို့မလို့တစ်เจ้าကို10လုံး3เจ้าလို့မှာအဲ့ဒါဆိုအလုံး30ပေါ့ဟုတ်ကဲ့ဟို1 piece တည်းယူမလား2 piece တည်းယူမလား1 piece ဟိုကျွန်တော်တို့ VNS standard တည်းတော့ရှိအောင်မယ်အလုံး30နော်ဟုတ်ကဲ့ကျွန်တော်ဖုန်းနံပါတ်လေးနဲ့လိပ်စာလေးနဲ့တစ်ချက်ပြောပြပါဦးကိုဟုတ်ကဲ့အများကြီးအားပေးတာကျေးဇူးတင်ပါတယ်နော်ကိုနော်ဟုတ်ကဲ့နောက်လည်းအားပေးပါအောင်ပို့ပေးလိုက်ပါမယ်နော်ဟုတ်ကဲ့အေးအများကြီးပဲဟယ်လိုဟုတ်ကဲ့အရှိပါအောင်မယ်ဟုတ်ကဲ့ပို့ပေးပါမယ်နော်ကို ဂျိုင်းအချင်းမလေး customer တူလေး page မှာတင်ထားတဲ့ဘူတိုင်းလေးလိုချင်တယ်ပြောလို့stock ဝင်များရှိသေးလား။အော်နေရလဲနေမှာမျက်လုံးမပါဘူးလား။မျက်လုံးပါရင်ကြည့်လိုက်လေပစ္စည်းရှိရလားကြည့်လိုက်ပစ္စည်းရှိရင်ထည့်ပေးလိုက်မရှိရင်ကုန်သွားပြီလို့ပြောလိုက်သွားဒီမှာအလုံးချုပ် โอเคဂျိုင်း ဟိုတနေ့ကလေဟိုစားပစ္စည်းကုန်ကြံနေလေမှားထားတဲ့ဟာလေးအခုလာတင်နေလို့ ကုန်ကြနေလားတင်နေလို့အဲ့ဒါနောက်မှာပစ္စည်းတွေရှိတယ်နော်အဲ့ဒါယူပြီးတင်ပေးလိုက်ဟောနေဦးပြောဒီမှာစင်းရဲဆောင် ဟုတ်ဂျိုင်းဟုတ် တခြားလို့နေပြီးတော့ကငါလို့ တာဒီတူ ဒီကမှာ ဟဲ့ကတာဒီတူ အော်အလုပ်သွားလို့ကွာ တေချာမိုးကြည့်လိုက်ပါဦး ဟာ စာဟာတို့ ဝင်နေတယ်မှာပါ မကြည့်မင်းနဲ့ခက်တီနေငါ့ကိုပေါင်းထုတ်တယ် ဝင်နေတယ်မှာပါ ဟေးရပါတယ်ကွာဟဲ့တာဒီတူ လာ မင်းတို့ငါမချီကျူးပဲမနေနိုင်တော့ဘူးကွာချီကျူးရတော့မယ်ကွာမင်းငါ့ကိုပြောထားတော့ကြတော့တလားအတွင်းကိုပစ္စည်းရှိမြဟာတွေအကုန်လုံးရောင်းထွက်အောင်လို့လုပ်မယ်ဆိုပြီးတော့မင်းငါ့ကိုပြောထားလေခုကမင်းတလားတော့မပြေသေးဘူးတပတ်အတွင်းမှာပဲမင်းအကုန်လုံးပြောင်းနေပြီလေကွာ ကုန်ပြီ ကွာတခုရရှိတယ်မင်းရဲ့အဲ့ဒီရောင်းတဲ့စကေးကိုတော့ငါမင်းစီကပြန်တင်ရတော့မယ်ဒီငါမချီကျူးရဲကိုမနေနိုင်တော့ဘူးဟဲ့ကောင်ကြီး ကြိုက်ပါမလား ကြိုက်သွားပြီပြောပြသမှာဘလို့လဲလေတော့ပြောသမှာ ဩဒါလွဲပါတယ်ဆရာကြီးကျွန်တော်ကလေ line ပေါ်မှာပုံတပုံနဲ့ status တခုကိုတင်ပလိုက်တာအဲ့လိုမျိုးလုပ်လို့ရှိရင်ဦးဒေါနာလိုမျိုးကြီးပွားမယ်ချမ်းသာမယ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်မယ်လို့တင်လိုက်တာ ဘလို့တင်လိုက်တာ ဩဆရာလေခုနေ့ကလေကျွန်တော်ဆရာအိမ်လာတော့လေဆရာဘူတိုင်းအိမ်လာတဲ့ပါနေတဲ့ပုံကိုကျွန်တော်ချောင်းရိုက်ပြီးတော့အဲ့ဒီပုံနဲ့အဲ့ဒီစာနဲ့တင်လိုက်တာပြောလာ မင်းလည်းငါအင်းနဲ့တော့မင်းချောင်းရောက်သွားပြီးတော့မင်းအဲ့ဒါယူတင်ဘလို့လုပ်ပြီးမင်းရှောက်လောက်တာတော့ကွာ တင်မင်းမကြောက်ဘူးဆရာကြီးဦးဒေါနာလိုမျိုးကျမ်းမာခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ကျင်တယ်ဆိုပြီးတော့လာဝယ်ကြတာ line ပေါ်မှာလိုက်စိုက်မှာလာဝယ်လိုက် line ပေါ်မှာလိုက်စိုက်မှာလာဝယ်လိုက်အများကြီးရောင်းရတာဆရာဖေကိုချွေးကြတာပေါ့ကွာ မင်းငါဖေကိုရွှေချထားမှာမင်းလို့လို့ဆိုလို့ရှိရင်ငါရှက်ခွဲကြီးကိုဟဲ့ကောင်ရဲ့ အဆက်ကွဲတာနဲ့မကွဲတာနဲ့မသိဘူးနော်ဆရာပြောတာတယ်လေတလအတွင်းဒီဘိုးတိုင်းအင်တာတွေကိုရောင်းကုန်လို့ရှိရင်ကျွန်တော်ဒီဆိုင်ကိုလက်လွှဲမယ်လို့ပြောထားတယ်အဲ့တော့ဆရာလက်လွှဲလိုက်တော့ဘာမပြောနဲ့ အေးဘောကွာမင်းကလည်းမင်းပြောထားတဲ့အတိုင်းမင်းလုပ်တာဆိုတော့ငါလည်းငါခရီးငါတီးရမှာပေါ့ ဒါပေါ့ တွဲပြီးပါတယ်ကွာကဲအဲ့ဒါပဲနော်အဲ့ဒါကြောင့်မလို့ငါရဲ့ဒီဒေါနာကျော် trading နဲ့ပတ်သက်တဲ့ဟာကိုယူသားကြိုးစားပြီးစွမ်းဆောင်ပေးတဲ့ပုံကိုငါကသူ့အကောင်လုံးဝါကွယ်အပ်လိုက်တာအေးငါရဲ့ဆိုင်ရဲ့နော်ကောင်းကျိုးလုပ်မလားဆိုပြီးတော့မျော်လင့်နေမယ်လို့ငါ့ကိုနာမည်ပြအောင်လုပ်တယ်ငါရဲ့စီးစိမ်တွေကိုပြုံးအောင်လုပ်တဲ့ဟောဒီသမီးနှစ်ယောက်ကိုတော့ဒီနေ့ဒီချိန်ကနေစပြီးတော့အမွေပြတ်စွတ်လွတ်တဲ့အတွက်ကြောင့်နင်တို့နှစ်ယောက်ငါအိမ်မောကနေပြီးတော့အခုစင်း